မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေရှင်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာပြီးကောင်းကျိုးလူရဆန္ဒပြုကြပါစေဘေးအန္တရာယ်ကင်းရှင်းကြပါစေရှင်ဒီနေ့ကတော့ငါးတောက်ဆန်းချက်မှာပေါ့နော်ချင်းချင်းဆက်ဆက်လေးငါးတောက်ဆန်းချက်မှာစီလဲနည်းနည်းအနည်းငယ်ထည့်ပါမယ်နော်တောက်ငါးတောက်ဆန်းဆိုတော့စီနည်းနည်းလေးပဲထည့်ပါတယ်စီထည့်ပြီးရင်တဲထားလိုက်ပဲမနော်ဒီလိုတဲထားလိုက်မယ်တဲပြီးတော့ဒီမှာပါဒါထည့်မဲ့အမယ်ဒီမှာတက်သွင်းနီးရဲ့တက်ချင်းရဲ့ငပိလေးနည်းနည်းထည့်မယ်ပေါ့နော်ဒီမကြီးကြီးပါတယ်မကြီးကြီးထည့်မှာမလို့မကြီးကြီးကလည်းကိုအချင်းကြိုက်သလားပေါ့နော်အချင်းနဲ့ကျင်တော့နည်းနည်းပဲထည့်ပါချင်းငန်းစားစားကျင်တော့နည်းနည်းများထည့်ပါဒါတော့ငပိလေးပါငပိလေးထည့်လိုက်ပါမယ်ဒါကမကြီးကြီးဒီလိုလေးညက်လာပြီဆိုရင်စွမ်းနာငရုတ်တိစိမ့်လေးပါထည့်ထောင်းလိုက်ပါဒီတခါလေးညက်အောင်ထောင်းလိုက်ပါနော်ဒီလိုလေးထောင်းတာညက်လိုက်ဆိုရင်စွမ်းနာရေစုလေးကိုထည့်လိုက်ပါရှင်ကလေးလေးကြီးကြီးလေးလေးစိမ့်ထားတာပွားရဆိုတော့ဒီလိုလေးဟိုလေးအနှစ်လေးရအောင်လေးတော့လိုက်ပါနော်ဒီလေးရအောင်ဝတ်တိုက်လိုက်ပါလက်ကတော့ချက်ပြောင်းစေးထားပါတယ်ရှင်ရိုးကြောင်ဝင်ပြီဆိုရင်ကြီးကြီးနှစ်လေးရပြီဆိုရင်ဒီထဲကိုဒီလိုထည့်လိုက်ပါမယ်ရှင်ဖတ်တိမထည့်ဘူးเนาะအနှစ်ကလေးပါပဲရှင်အချင်းကတော့မှန်ပြီပေါ့နော်ကိုဟင်းအနည်းအများပေါ်မတည်ပြီးတော့ထည့်ရတယ်လိုမျိုးတော်တော်လေးပွက်လာပြီဆိုတော့ငါးထည့်ပါမယ်ရှင်ငါးကတော့တတောင်းဖို့ပါငါးတတောင်းဖို့ထည့်ပါဒါကတော့ငါးတောက်ဆန်းเลยချင်းချင်းဆက်ဆက်ငါးတောက်ဆန်းနဲ့ထည့်ဖို့ရှမ်းနံနံပေါ့နော်ဒါအမြင့်တွေဖဲထားတာပါရှမ်းနံနံနဲ့ခေါ်တယ်တရုတ်နံနံမဟုတ်ဒါကကလားနံနံနဲ့ရှမ်းနံနံနဲ့ရွာမှာတော့ဒါကတော့စူးပန်းရဲ့လိုပဲခေါ်တာဒီဘင်းနာစူးလေးတွေပါဒီလိုပွက်ပွက်စူအောင်တဲ့ရေလေးနဲ့ခန့်အောင်တဲ့ပေါ့နော်ဒီလိုပွက်စူဆိုအရသာလေးမြည်လို့ရပါတယ်ချင်းငန်ဆက်ကိုကြိုက်တယ်လို့အပေါ့အငန်အလေးကိုကြိုက်တယ်လို့ထည့်ပြီးပြင်လို့ရပါတယ်ရှင်နောက်ဆုံးခြားကနေမှဒီ